လာသမီးချက်ထားတဲ့ကြက်သားဘူးတီးရဲ့မယန်းသီးပဲပုတ်ထောင်လေးရဲ့ထမင်းပူပူလေးရဲ့နဲ့ဆိုတော့ထမင်းနှစ်ပတ်ကန်လောက်ကတော့အသာလေးပါပဲရှင်ချက်နီးလေးကိုဆက်ကြည့်ပေးအောင်နော်ကြက်တစ်ကောင်သုံးထားပါတယ်အစကဘူးတီးများများကြက်သားနည်းနည်းနဲ့ချက်မဲ့တွေးထားတာတကယ်ချက်လိုက်တော့ကြက်သားများများဘူးတီးနည်းနည်းဖြစ်သွားပါတယ်ကြက်သားရဲ့စနွေးအနှဲငယ်ထည့်ပေးပါငန်းပြားရီထမင်းစားစွန်းတစ်စွန်းခွဲကြက်သားမုံလက်ဖက်စားစွန်းတစ်စွန်းစားလက်ဖက်စားစွန်းတစ်စွန်းနဲ့မဆလာလက်ဖက်စားစွန်းတစ်စွန်းမောက်ထည့်ပြီးအရသာတွေဝင်သွားအောင်လို့နေပေးပါအသားနှက်ထားတဲ့ချိန်မှာဘူးတီးနှစ်စိတ်ကိုအခွန်ခွာပေးပါဘူးတီးတွေအခွန်ခွာပြီးရင်တော့အရွယ်တော့အတုံးလေးတွေတုံးပြီးရေဆေးထားလိုက်ပါတယ်ကျိတ်ဆက်တဲ့ကြက်သွန်နီနှလုံးပပလီထားတာရဲ့ကြက်သွန်ဖြူအနှဲငယ်ရဲ့နဲ့ငရုတ်သီးချောင်းအနှဲငယ်ကိုကျိတ်ဆက်တဲ့ထည့်ပြီးကျိတ်ပေးပါကာလာသားချက်ကစီမတက်ပဲလုံးချက်တာမို့ပူလဲအဲ့ဒီတိုင်းပဲချက်မှာပါအိုးတယ်အရသာနဲ့ထားတဲ့ကြက်သားတွေထည့်ပြီးစပလင်နဲ့ကျိတ်ထားတဲ့အစာပလာတွေထည့်ပေးပါစီအနှဲငယ်ထည့်ပြီးအားလုံးကိုရောနေပေးပါအားလုံးနေပြီးရင်မီးဖွင့်ပေးပြီးကြက်သားအပေါ်ရံတွေတင်းအောင်လို့မှွေပေးပါကြက်သားထွက်လာတဲ့ရေတွေခန့်အောင်လို့တည်ပေးပါနော်ပြီးမှရှင်တွေထည့်ပြီးနူးအောင်တည်ပေးပါအသားနုကန်နေပြီဆိုရင်တော့ဘူးသီးစိတ်တွေထည့်ပြီးတည်ပေးပါဘူးကထမင်းနဲ့အရေးတောက်ပုံစံလေးစားမှမို့လို့ရင်တွေထပ်ထည့်ပြီးတော့လိုတဲ့အရသာလေးတွေအနည်းငယ်ထပ်ထည့်လိုက်ပါတယ်ဆူလာရင်မြုပ်သီးစိမ့်နဲ့နနံပင်လေးအုပ်ပေးပါပြီးရင်တော့မီးပိတ်လို့ရပါပြီအရန်မွေးတဲ့ကြက်ဘူးဟင်းလေးရသွားပါပြီသူနဲ့တွဲစားဖို့အတွက်မယန်းသီးပဲပုတ်ထောင်လုပ်ပါမယ်မယန်းသီးတွေကိုရှည်စေးပေးပါထက်ချမ်းချမ်းပြီးအစေတွေထုတ်ပေးပါဘိုင်းမနာအောင်မြုပ်သီးစိမ့်နဲ့ကြက်သွန်ဖြူကိုစီလေးနဲ့နဲ့လော်ပေးပါအရောင်ပြောင်းလာရင်ရပါပြီလော်ထားတာတွေကိုငရုတ်ဆုံနဲ့ထည့်ထောင်ပေးပါမီးကင်ထားတဲ့ပဲပုတ်၃ချက်ကိုခြေထည့်ပြီးထောင်ပေးပါပဲပုတ်အရသာမကြိုက်ရင်တော့ငပိမီဖုံးနဲ့ထောင်လို့ရပါတယ်ပူကပဲပုတ်နဲ့ထောင်စားတာကိုပူကြိုက်လို့ပဲပုတ်လေးနဲ့ပဲထောင်လိုက်ပါတယ်ပြီးရင်တော့ပစွန်ချောင်းမှုတစ်စွန်းနဲ့မယန်းသီးတွေထည့်ပြီးထောင်ပေးပါနော်စက်သားမုံအနေငယ်ထည့်ပေးပါထောင်းထားတာတွေကိုစပိုဆောင်ရဲ့မြေပဲစီမွှမွှေးလေးဆန်းလိုက်ရင်တော့မယန်းသီးပဲပုတ်ထောင်လေးလည်းရသွားပါပြီပူရဲ့ကြက်သားဘူးတီလေးကလေအရေးတောက်ပုံစံစီအများကြီးမသုံးမဲချက်ထားတာမို့တစ်မျိုးလေးစားကောင်းပါတယ်ထမင်းလေးပေါ်ကြက်သားဘူးတီလေးတွေထည့်အရေးလေးတောက်ပြီးစားဖို့အတွက်လေချောင်းဆရှင်းလိုက်ပါတယ်မယန်းသီးပဲပုတ်ထောင်လေးကလည်းပဲပုတ်နဲ့မွှမွှေးလေးကိုမှပဲစီမွှမွှေးလေးဆန်းထားတော့နှစ်ဆမွေးနေရောပဲရာသီဥတုပူလို့ထမင်းစားမကောင်းဖြစ်နေရင်ပူချက်ထားတယ်လို့လေးလိုက်ချက်စားကြည့်ပါနော်ပူတေးတိုးလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Cook, eat, smile